တကယ်ချင်းလေးတို့ရေဒီနေ့ကတော့အိမ်မာတွေမဲ့ကလေးတွေကိုအလွယ်တကူမလာမောက်ချက်လေးလုပ်ကြည့်ဖြစ်ပါတယ်။အရင်ဦးဆုံးကြက်ရိုးလေးတွေကိုရေတန့်စေအောင်ဆေးပြီးတော့ဟင်းရည်အတွက်ပြုတ်ပေးထားမယ်။ဒီလေးကိုပါလီကာလေးပဲထည့်ပြီးတော့ကြက်သွန်ဖြူရဲ့ချင်းရဲ့ငြူသီးကြောက်လေးရဲ့ကိုထည့်ပြီးစီတက်ပေးမယ်။ကြက်သွန်မိတ်လေးပါထည့်ပြီးတော့အနံလေးမွေးလာအောင်လို့စီတက်ပေးထားပါမယ်။ပြီးရင်တော့ကျွန်တော်ကမလာမောက်ချက်ကိုဒီထွေလေးသုံးပြုထားပါတယ်။ပြီးရင်တော့မောက်ချိုက်အနှစ်ကလေးတွေကိုလည်းစီလေးတက်ပေးထားပါမယ်။စီတက်ပြီးသွားရင်တော့ခုနပြုတ်ထားတဲ့ကြက်ရိုးပြုတ်လေးတွေကိုလောင်းထည့်ပေးပါမယ်။ကြက်ရိုးပြုတ်ရည်မရှိဘူးဆိုရင်တော့ရိုးရိုးရည်ကိုလည်းအသုံးပြုလို့ရပါတယ်။ရိုးပြုတ်ရည်လေးဆူလာရင်တော့အရင်ဆုံးပြောင်းမှုထည့်ပါမယ်။ပြီးရင်တော့ဝက်သားကိုပပလေးတွေလှိထားတာလေးတွေကိုထည့်ပေးလိုက်ပါမယ်။ကျနရက်မှုထည့်ပေးပါမယ်။အာလူလှိထားတာထည့်ပေးပါမယ်။ပြီးရင်စူအောင်ပြန်ထည့်ထားပါမယ်။စူလာပြီဆိုရင်တော့အိုးလေးကလည်းအနှဲငယ်သေးနေလို့အိုးကြီးတဲ့ကိုထည့်ပြီးလှည့်လိုက်ပါတယ်။တဲပြီးလို့အိုးလေးကိုအိမ်နဲ့သွားထားတာရှိသေးတယ်။အိမ်ကမမတွေကလက်စွမ်းပြရတော့ခောက်ဆွဲတွေကိုအရင်ထည့်ပလိုက်ကြပြီ။ပဲပြားတွေရောထည့်မထူးတော့ပါဘူးဆိုပြီးတော့ cheese လုံးလေးတွေကိုထည့်လိုက်ပါတယ်။ပြီးရင်တော့ကိုကြိုက်တဲ့ပင်လယ်စာမျိုးစုံကိုအစင်ပြေသလိုထည့်လို့ရပါတယ်။ဒါကျွန်တော်ကတော့အိမ်ကကလေးတွေကြိုက်တဲ့ဒီပင်လယ်စာလေးတွေကိုထည့်ထားတာပေါ့နော်။အရသာထက်ဖို့အတွက်ကတော့အချိုမုံရဲ့စားလေးရဲ့ကိုထည့်ပြီးတော့အရသာထည့်ထားပါတယ်ပြီးရင်အကုန်လုံးကိုသမသွားအောင်လို့ရောသမလေးမှုေးပေးလိုက်ပါတယ်ကဲမှုနေရင်းနဲ့ပဲစားကျင်လာပြီလုံနေလို့နည်းနည်းလေးဆူလာပြီဆိုတာနဲ့ကျွန်မအရွက်လေးခတ်လိုက်ပါတယ်ရှင်အရွက်ကလည်းကိုကြိုက်တဲ့ရွက်ကိုခတ်ပါနော်ကျွန်တော်တို့ကတော့ဒီနေရာမှာမုံညင်းရွက်လေးနဲ့ဘောရခါညွန်လေးကိုသုံးထားပါတယ်ပါဝင်ပစ္စည်းတွေအကုန်ထည့်ပြီးသွားပြီဆိုရင်တော့အရသာတွေအကုန်နှံ့သွားအောင်လို့တခြားလေးမှုေးပေးထားလိုက်ပါမယ်ကဲအခုဆိုရင်တော့အိမ်မှာချက်ရတာလွယ်ကူပြီးတော့စားလို့လည်းအရန်ကောင်းတယ်အရသာလည်းအရန်ရှိတယ်။လာမောက်ချိတ်လေးရပါပြီရှင်။